မိရဲ့တီပြီးနောက်ဒဏ်ရာဆောင်းလျှောက်ခြင်းမင်္ဂလာပါယနေ့တွင်ကျမတို့သည်မိရဲ့တီပြီးနောက်မိခင်များ၏ချုပ်တန်ရာများဆောင်းလျှောက်ပုံကိုလေ့လာကြမည်ချုပ်တန်ရာဆိုသည်မှာမိမမေရေးရာနှင့်စအိုကြားရှိနေရာဖြစ်သည်မိရဲ့စဉ်အတွင်းဤနေရာတွင်တင်းမာမှုနှင့်ပွဲအပ်မှုဖြစ်သည်ဆရာဝန်သို့မဟုတ်မိရဲ့ပွဲတော်သည်မိမမေရေးရာကိုပိုမိုကျယ်ဝန်းစေရန်ချုပ်တန်ရာနေရာကိုဖျက်တော်မူဤသို့ပြုလုပ်ခြင်းဖြင့်မိရဲ့ခြင်းကိုပိုမိုလွယ်ကူစေသည်ချုပ်တန်ရာပွဲအပ်ပြီးနောက်ဒဏ်ရာကိုချုပ်ရမည်ဤနေရာရှိဒဏ်ရာကိုချုပ်တန်ရာဟုခေါ်သည်ဒဏ်ရာပျောက်ကင်းမှုလုပ်ငန်းစဉ်ပထမတစ်3ရက်နာကျင်မှုရောင်ရမ်းမှုရှိနိုင်သည်ဤဒီမှာပုံမှန်ဖြစ်သည့်ဒဏ်ရာသည်9ရက်အတွင်းပုံမှန်ပျောက်ကင်းပြီးပိုးမွှားကူးစက်မှုကိုသတိထားရမည်ချုပ်တန်ရာဆောင်းလျှောက်ပုံနှင့်ဒဏ်ရာလျင်မြန်စွာပျောက်ကင်းစေမည်လိုက်နာရမည့်အချက်များအရေးပြောကြီးဖြင့်ချုပ်ချင်းချီကိုဖျက်ရန်မလိုအပ်ချီကိုဆွဲထုတ်ခြင်းမပြုလုပ်ရချီသည်နှစ်3ပတ်အတွင်းမိမိဘာပျောက်ကောင်းမည်ဓာတ်ရိုက်မီးရှိရာတွင်နေခြင်းသို့မဟုတ်အပူကိုဓာတ်ရိုက်ထိတွေ့ခြင်းကိုရှောင်ရမည်အကြောင်းမှာဒဏ်ရာကွဲစေနိုင်သည့်အပူကြောင့်ချီမြန်စွာပျော်ဝင်သည်ကိုယ်ခန္ဓာတန်ရှင်းရေးထိန်းသိမ်းခြင်းတစ်နေ့လျင်2ကြိမ်ရေချိုးရမည်ရေကန်ထဲတွင်နစ်မြုပ်ခြင်းမပြုလုပ်ရရေရေးမြစ်များတွင်ရေချိုးခြင်းမပြုလုပ်ရအကြောင်းမှာသားအိမ်ဝမကျက်သေးသဖြင့်ပိုးမွှားကူးစက်မှုဖြစ်နိုင်သည်ချုပ်တန်ရာတန်ရှင်းရေးပြုလုပ်ခြင်းရေချိုးပြီးနောက်နှင့်ဝမ်းသွားပြီးနောက်တိုင်းခါတန်ရှင်းရေးပြုလုပ်ရမည်မိခင်သည်တန်ရှင်းရေးမပြုလုပ်မီနှင့်ပြုလုပ်ပြီးနောက်လက်ကိုတန်တန်ရှင်းရှင်းဆေးကြောရမည်ချုပ်တန်ရာကိုစက်ပြဖြင့်ဆေးကြောပြီးတန်ရှင်းသောရေဖြင့်ဆေးကြောရမည်ရှေးမှနောက်သို့ဆေးကြောရမည်ရွှေလျားပို့တိုက်ခြင်းမပြုလုပ်ရတန့်စင်ပစ္စည်းအသုံးပြုခြင်းမီးရက်ပြီးနောက်ပထမနှစ်3ရက်တွင်သွေးများစွာထွက်မည်တန့်စင်ပစ္စည်းကို3-4နာရီတိုင်းသို့မဟုတ်ဆုပ်ဆုပ်ဆိုဆိုဖြစ်သောအခါပြောင်းလဲရမည်တန့်စင်ပစ္စည်းကိုအပြင်ဘက်မှကင်တွယ်ရမည်ဒဏ်ရာနှင့်ထိတွေ့သည့်နေရာကိုမကင်တွယ်ရတန့်စင်ပစ္စည်းကိုတင်းကျပ်စွာကတ်ထားရမည်ရှော့၍ခြင်းမဖြစ်စေရရေဖြန်းခြင်းအသုံးပြုခြင်းနေရာတိုင်းရှိရေဤအားကောင်းမှုမှာကွဲပြားနိုင်သည်လုံခြုံရေးအတွက်ပထမဦးစွာလက်ထဲသို့စမ်းသပ်ဖြန်းကြည့်ရမည်ဒဏ်ရာကိုဓာတ်ရိုက်မဖြန်းရဒဏ်ရာကွဲစေနိုင်သည်ချုပ်တန်ရာကိုကြာမြင့်စွာထိုင်နေခြင်းမပြုလုပ်ရသွေးလည်ပတ်မှုကိုအနှောက်အယှက်ဖြစ်စေမည်ချုပ်ချင်းမထိုင်ရကလထိုင်ပေါ်တွင်ခြေများချိတ်ဆွဲထိုင်ရမည်လေးသောပစ္စည်းများမရွေ့ရမည်လမ်းလျှောက်သောအခါခြေများကိုအနှဲငယ်ခွဲထားရမည်ဒဏ်ရာများပို့တိုက်ခြင်းမဖြစ်စေရန်သတိထားရမည်လက္ခဏာများ9ရက်ပြီးနောက်ဒဏ်ရာသည်ပျောက်ကင်းလာမည်မိခင်အားအကြံပြုသည်မှာဒဏ်ရာရောင်ရမ်းပိုးမွှားကူးစက်မှုလက္ခဏာများကိုစောင့်ကြည့်ရမည်ဒဏ်ရာကွဲခြင်းရောင်ရမ်းရောင်ခြင်းနာကျင်ခြင်းပူထွက်ခြင်းပုံနှံ့ရှိခြင်းအဖျားတက်ခြင်းဤလက္ခဏာများရှိပါကဆရာဝန်ကိုချက်ချင်းသွားရောက်ရမည်မိခင်သည်ပရိုတင်းများသောအစားအစာများစားသုံးရမည်ဥပမာအသားများဟင်းရွက်များတစ်သီးများဒဏ်ရာပျောက်ကင်းခြင်းကိုအထောက်အကူပြုရန်မီးရက်ပြီးနောက်လိန်ဆက်ဆန်ခြင်းမီးရက်ပြီးနောက်ကျန်းမာရေးစစ်ဆေးခြင်းတို့6ပတ်မရောက်မချင်းလိန်ဆက်ဆန်ခြင်းရငဲ့ရမည်မိမမေရေးရာလေ့ကျင့်ခန်းပြုလုပ်ခြင်းမိမမေရေးရာကိုတင်းကျပ်စေမည်စီးမွန်ခြင်းနှင့်စင်တူစွာကြုံကတဖြည်းဖြည်းဖြေလျှော့ရမည်9စက္ကန့်ကြုံပြီး9စက္ကန့်ဖြေလေးရမည်တစ်နေ့လျှင်အနည်းဆုံး45ကြိမ်ပြုလုပ်ရမည်ချုပ်တန်ရာစောင့်ရှောက်ခြင်းတွင်လိုက်နာရမည့်အချက်များအနှစ်ချုပ်အရေးပြောကြီးအသုံးပြုခြင်းဆွဲထုတ်ခြင်းမပြုလုပ်ရချီသည်မိမိပါပျောက်ကောင်းမည်စက်ပြအသုံးပြု၍တန်ရှင်းရေးပြုလုပ်ခြင်းရှေ့မှနောက်သို့ဆေးကြောခြင်းရွှေလျားပို့တိုက်ခြင်းမပြုလုပ်ရတန့်စင်ပစ္စည်းကို3မှ4နာရီတိုင်းသို့မဟုတ်ဆုပ်ဆုပ်ဆိုဆိုဖြစ်သောအခါပြောင်းလဲခြင်းပထမ2မှ3ရက်တွင်တစ်နေ့လျင်2ကြိမ်ရေချိုးခြင်းရေကန်သို့မဟုတ်ရေကန်ထဲတွင်နစ်မြုပ်ခြင်းမပြုလုပ်ရဒဏ်ရာကိုဓာတ်ရိုက်ရေဖြန်းပိုက်ဖြင့်ဆေးကြောခြင်းမပြုလုပ်ရဒဏ်ရာကိုကြာမြင့်စွာထိုင်နေခြင်းမပြုလုပ်ရ
မီးရက်ပြီးနောက်စစ်ဆေးခြင်းသို့မရောက်မချင်းလိန်ဆက်ဆန်ခြင်းရပ်နှံ့ရမည်ဒဏ်ရာကွဲခြင်းရောင်ရမ်းခြင်းပူရှိခြင်းအဖျားတက်ခြင်းရှိပါကဆရာဝန်ကိုချက်ချင်းသွားရောက်ရမည်ဤကြံပြုချက်များကိုလိုက်နာခြင်းဖြင့်ချုပ်တံရာရှုပ်ထွေးမှုများကိုကာကွယ်နိုင်ပြီးမိခင်အားလုံးအားဤချက်များကိုလိုက်နာပြီးအသုံးချကြပါရန်တောင်းဆိုအပ်ပါသည်။